ပြောပြောရှင်းရှင်းပေါ့ပေါ့ပါပါနေတာနဲ့နန့်နေရွာနေထနေတာနဲ့မတူဘူးဟုတ်တယ်နော်ဆိုတော့စိတ်နဲ့ပေါ့ပေါ့ပါပါနဲ့ကိုယ့်အကိုလှအောင်ပအောင်စမတ်ကြအောင်ကျမ်းမာအောင်ပျော်ရွှင်အောင်နေတာနဲ့နန့်ရွာထနေတာနဲ့တခြားစီပဲအဲ့တော့လူတွေကကျမတို့တွေကမြန်မာလူမှုအတိုင်းဝိုင်းကဘာဖြစ်လဲဆိုတော့မိန်းမတယောက်လှလှပပတက်တက်ရဲရဲကြွကြွရဲရဲကြွကြွမော့မော့မြန်နေလိုက်တငယ်ပြန်နေတာကို့အသက်မှာကိုအားမနာဘာလို့အားနာရမှာလဲကို့အသက်နဲ့ကိုလေကို့ခန္ဓာနဲ့ကိုလေကို့စိတ်နဲ့ကိုလေကို့ပစ္စည်းဥစ္စာနဲ့ကိုလေဘာလို့အားနာရမှာလဲဘသူ့အားနာရမှာလဲဘာအတွက်အားနာရမှာလဲဘာကြောင့်လဲဘာကိုလဲအဲ့ဒီ comment ရေးနေတဲ့သူတွေနော်ဆိုတော့အဲ့လိုလူတွေပဲစောစောစစ်စစ်ဘဝတစ်ပါးကိုကူးပြောင်းသွားတာပဲကျမတို့အနောက်နိုင်ငံတွေမှာဆိုရင်ကျမအမြဲတမ်းပြောပါတယ်ကျမတို့မိတ်ဆွေတွေ American မိတ်ဆွေတွေထဲမှာအသက်60ကားမောင်းတော့ကျမတို့အိမ်အောင်လာတယ်ကျမတို့ပါတီတွေလှုပ်တော့ကတော့ခုံတော့တယောက်နဲ့